ရိုက်နော် Okay ready နော်ဟာလေဒါ Starlink Starlink ကို unboxing လုပ်မယ် Oh look Wow နေရောင်ကြီးဘယ်တော့မှနေရောင်ကြီးတော့ Oscar ရှိဖို့ပဲလို့ရတယ်ဟုတ်တယ်မလား 背不要不要မပြည့်တယ်နဲ့ခဏ Starlink ဒီတောက်လေးပါပြီးတာဒီတောက်လေးကိုဒီလိုထောက်ပြီးတော့ကားရဲ့ dashboard မှာလေပြန်မှာတိတ်မလေးဘူးဟို iPad အကြီးတစ်ခုစားတော့ပေါ့နော်ဒီမှာမိုးတယ်လေးတန်းခံနိုင်တဲ့ပလက်သူအဲ့ဒါဒီမှာဒီထဲမှာသွင်းတဲ့အခါကျလို့ရှင်သူကရိုးရိုးပလက်လို့မဟုတ်ဘူးဒီအပေါက်မှာဒီလိုသွင်းလို့ရှင်လေ rubber လေးခံနေတယ်လားပြီးရင်နောက်တစ်ခုကနောက်ခဏလိုက်ပါလေပြီးသွားရင်ပလက်တက်ရမယ်နော်ပြီးရင်ဟောတာပလက်တက်သူကနောက်ဆုံးအိမ်ထဲကပလက်နဲ့ယူတက်လို့ရအောင်လဲရမှာအရှိကြီးပဲ Camera update. What series is that? Keep scanning. 对了。ဟုတ်တယ်နော်သူ့ picture scan လုပ်နေရတယ်ချစ်စရာမိုးသေးလေး Need a frequent interaction. Set your device settings. Oh, Starlink. Starlink on connected. Not secure. Okay. Device settings. Starlink on connecting low. နောက်စားကားကိုလို့အင်ရှိမှခဏအဲ့လိုမျိုးတော့ရက်ထားရမယ်ကဲလို့ကားရဲဟာလို့ကျ Open setting. Okay Starlink connected. Okay အဲ့ဒါပြီးနေပြီပေါ့ connect ဖြစ်သွားရင်ကိုဖုန်းနဲ့ဆိုတော့ဗလားကိုဖုန်းဟာ Starlink နဲ့သွားနေရလေသုံးလို့ရပြီ Setting မှာ Wi-Fi အောင်သွား Wi-Fi တော့ Starlink ကိုတွေ့ပြီအဲ့တဲတို့ဟိုကနာမည်ပေးပြီးတော့ secure လုပ်ရမလားမသိရအောင်ကြည့်ရStarlink နဲ့ဝင်သွားပြီတွေ့လား Okay တိုင်းငယ်လား